အားလုံးပဲမင်္ဂလာပါရှင်အရန်တောင်းဆိုထားတဲ့တနင်္ဂနွေသားသမီးများအတွက်6လပိုင်းစာအတွက်ကိုလာရောက်ပြီးတင်ပေးတာပေါ့နော်အဲ့တော့တနင်္ဂနွေသားသမီးတွေဒီ6လပိုင်းထဲမှာညက်တယ်အရန်ညက်တယ်ဒါပေမဲ့ဘလောက်ပဲညက်နေပါစေဘလောက်ပဲကန်နေစိုးနေပါစေကောင်းမွန်တဲ့ရာတရားလေးတစ်ခုကိုဆရာမပေးမယ်အရန်စွမ်းတက်ပြီးရှင်တို့ရဲ့ကန်အတက်ကြကိုကစသူကလုံးဝကန်ကောင်းတဲ့ဖက်ကိုပါအောင်လှုပ်ယူလို့ရတယ်ဟိတ်ဆိုတဲ့ရာတရားလေးတစ်ခုကိုဆရာမစွမ်းတက်ဆုံးပေးမယ်ရှင်နော်ဘာကြောင့်လဲဆိုရင်တနင်္ဂနွေသားသမီးတွေဒီ6လပိုင်းထဲမှာအလုတ်ကင်တွေရောမိသားစုတွေရောစီးပွားရေးတွေရောငွေရေးကြေးနဲ့ပတ်သက်ပြီးငါဒီအလုတ်ကိုရှေ့ဆက်လုပ်ရမလားငါရောဘာတွေကိုရှေ့ဆက်ပြီးသွားရမလဲဆိုပြီးကိုပူပင်နေရတဲ့အချိန်ဖြစ်နေတဲ့ငွေကုန်ကြေးကြများနေတဲ့အချိန်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအပြောင်းအရွှေ့တွေလုပ်ရမယ့်အချိန်အဲ့လိုမျိုးတွေကြားရောက်နေတဲ့အတွက်အရန်တွေစိတ်ပင်ပန်းနေတယ်လို့ဆရာမလေးကတွေ့ပါတယ်ရှင်ဒါပေမဲ့ဆရာမလေးတို့ကတခါမှအဲ့လိုမျိုးຢာတွေကကောင်းကောင်းစွန့်ထက်တဲ့ຢာတွေနဲ့မပေါင်းပေးတဲ့အတွက်ကြောင့်မို့လို့ကန်ကိုဘလို့မျိုးမြင့်အောင်လှုပ်ယူရမယ်ဆိုတော့မသိကြဘူးပေါ့နော်အဲ့တော့ဆရာမလေးကအခုအဲ့ဒီကန်တွေဒီဘလောက်ညံ့မလဲဘလောက်ညံ့နိုင်တယ်လဲပေါ့ဒီຢာတွေကလေးပြုတ်လုလိုက်တယ်ဟဲ့ဆိုမိမိအတွက် lucky ကန်တွေရောလုပ်ငန်းကိန်းကန်တွေရောစီးပွားလက်လာပတ်တွေရောအကုန်လုံးကောင်းပြီးတော့ကိုမကြည့်တဲ့လူတွေမနာလိုတဲ့လူတွေကိုရဲ့အကြီးကဲတွေကဆိုကိုကြည့်မရတဲ့လူတွေကအစိုးအကုန်လုံးကိုကွာပြောင်းပြန်လှုပ်လိုက်တယ်လို့မျိုးလုံးဝကန်ကောင်းကန်ပွင့်သွားမဲ့ရာတရားမျိုးလေးတွေကိုဆရာမလေးကပေးမှဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမှန်တယ်ဟဲ့ဆိုရင်သေချာလေးနားထောင်ပြီးတော့ share သွားပေးပါလို့ဆရာမလေးကမေတ္တာရန်ခံချင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုရင်တနင်္ဂနွေသားသမီးတွေဒီ6လပိုင်းထဲမှာပေါ့အရန်နေစိတ်လေတယ်စိတ်နဲ့လူနဲ့မကပ်ဘူး။ဘာကြောင့်လဲမိသားစုရဲ့ထိုးနှက်မှုကိုယ့်ရဲ့အိမ်တွင်းအိမ်အောင်ရေးရဲ့ထိုးနှက်မှုတွေလုပ်ငန်းကိန်းတွေအဆင်မပြေဘူး။ရလာသမျှငွေတွေရတယ်ကိုကရင်းနှီးလိုက်သမျှအကုန်လုံးပြန့်ကျဲသွားပြီးဘာတကူမှစုဆောင်လို့မရဘူးဆိုတဲ့အချိန်ခါထဲကိုကြားရောက်တဲ့ဥပမာလိုအပ်တာကုန်ရမယ့်အရာနည်းနည်းပဲဒါပေမဲ့ကိုလုံးလိုက်လို့ရှိရင်အဲ့ဒီကုန်သွားတဲ့အရာတွေကအများကြီးဖြစ်သွားတယ်အဲ့တော့မလိုအပ်ပဲနဲ့ငွေတွေကုန်တယ်မလိုအပ်ပဲနဲ့လည်းစိတ်တွေပင်ပန်းရတယ်သူများကိုလည်းတနာညတာတတ်တဲ့စိတ်တွေကရှင်တို့မှာအပြည့်အဝရှိပြန်ရောပြီးလို့ရှိရင်ရှင်တို့ကမခံကျင်မဟုတ်မခံကျင်တဲ့စိတ်ကလည်းရှိပြန်ရောပြီးလို့ရှိရင်ဘယ်လိုပြောမလဲရှင်တို့တွေကတစွတ်တို့တစွတ်ကန်နိုင်တတ်တာလဲအဲ့ဒီတနင်္ဂနွေသားသမီးတွေပဲကိုယ်စိတ်ကိုဦးစားပေးတတ်တာကိုလှုပ်ချင်တာကိုလှုပ်လိုက်ရမှာကျင့်တတ်တာလဲအဲ့ဒီတနင်္ဂနွေသားသမီးတွေပဲတဲ့ဒါကြောင့်မလို့ကိုလှုပ်တိုင်းအစိမ့်မပြေကိုပြောတိုင်းမအောင်မြင်ဘူးငွေနဲ့ပတ်သက်ပြီးကလည်းပဲမလိုအပ်ပဲထွက်ပေါက်တွေများနေတဲ့အတွက်ကြောင့်မလို့ဆရာမလေးကဒီຢာတရားလေးကိုဖြစ်အောင်လာပေးတာပါရှင်အဲ့ဒီຢာတရားကဘာလုပ်ရမလဲဆိုရင်အောင်တပြေကိုညွန့်ရဲ့အောင်ထမင်း3ခွက်ရဲ့ပြီးတော့အုံးရည်3ခွက်ရဲ့ဖယားမှာတနင်္ဂနွေနေ့မနက်ပိုင်းလေးကိုရာတရားလောက်ရမှာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါလေးကိုလုတ်ပြီးတာနဲ့ကိုယ့်ရဲ့စိတ်တွေကြည်လင်လန်းဆန်းသွားပြီးတော့ကိုလုံးမဲ့အရာတွေအောင်းနောက်တဲ့တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပါလိုက်မယ်။ဒါဆိုရင်တော့အဲ့ဒါလေးကိုလုတ်ပြီးမှရှင်တို့လုပ်ငန်းကိန်းတွေပြောင်းရွှေ့မယ်။ကိုလုံးမဲ့အရာလေးတွေကိုဥတီပြီးလုတ်သွားမယ်။ကိုပြောမဲ့အရာလေးတွေကိုဥတီပြီးပြောမယ်ဟေးဆိုရင်လုံးဝအဆင်ပြေသွားမယ်လို့ဆရာမတွေ့မြင်ပါတယ်။ဒါပေမဲ့တနင်္ဂနွေသားသမီးတွေဘလောက်ပဲစိတ်ညစ်ပါစေစိတ်ရှုပ်ပါစေငွေအထွက်ပေါက်ဘလောက်ပဲများပါစေတဲ့ဒီနေ့ထဲမှာအိမ်ချမ်းမြေယာနဲ့ပတ်သက်ပြီးဝင်ကိုင်းရှိတယ်လို့မျိုးဆက်ပြက်စီးနဲ့ပတ်သက်ပြီးတဲ့ဝင်ကိုင်းရှိတယ်တဲ့အဲ့တော့ပညာရေးချင်းနဲ့ပတ်သက်ပြီးလုံးယူနေတဲ့စ조사နေတဲ့တနင်္ဂနွေသားသမီးတွေဟေ့ဆိုတဲ့ဒီ6လပိုင်းထဲမှာအားလုံးပေါ့နော်ကောင်းတဲ့ဖြတ်ထိုးညံတွေဝင်လာပြီးတော့ကောင်းမွန်တဲ့ပညာရည်ချင်းနဲ့ပတ်သက်ပြီးလုံးဝထုံးပေါက်ပြီးကောင်းမွန်သွားမယ်လို့ဆရာမတွေ့တယ်။နိုင်ငံရဲ့ကြောက်သွားမယ်တနင်္ဂနွေသားသမီးတွေဟေ့ဆိုအစပိုင်းမှာအရန်တွေအခက်ခဲတွေကြုံခဲ့ရတယ်။9လပိုင်းပေါ့ပြောမယ်ဆို4လပိုင်း9လပိုင်းမသွားဘူးအဲ့လိုမျိုးကိုကအမြဲတမ်းပုတ်ချခံနေရမယ်။ဒါပေမဲ့ဒီ6လပိုင်းထဲရောက်ရင်သွားကိုသွားရမယ်။ကုညီဖေးမမဲ့လူနောက်ကနေပြီးတော့ပေါ်ပေါက်မယ်ဟေ့ဆိုတာကိုဆရာမလေးကတွေ့ပါတယ်ရှင်နော်။လုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးငါပြောင်းရင်ကောင်းမလားအရင်ကဆင်မပြေဘူးဒီ9လပိုင်းဆိုအတိတ်တာကြီးလုံးဝအစင်မပြေအလုံးငန်းကိန်းလည်းအစင်မပြေစိတ်ဖိစီးမှုတွေလည်းများစိတ်ပင်ပန်းမှုတွေလည်းများအဲ့လိုတွေဖြစ်နေတယ်အလုံးနဲ့ပတ်သက်ပြီးတော့သွားလိုက်အစင်မပြေဘူးသူများပဲအစင်ပြေသွားတယ်ကိုကအစင်မပြေဘူးကြံခဲ့တယ်အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ဒီຢာလေးကိုဆရာမလုတ်ခိုင်းတာလုတ်ပြီးတော့မှလုပ်ငန်းကိန်းသွားလျှောက်ပါလုံးဝအစင်ပြေသွားပါလိုက်မယ်ရှင်အဲ့တော့တနင်္ဂနွေသားသမီးတွေကိုကန်ဆိုးတော့ဆိုးတယ်ကောင်းတဲ့စွမ်းထက်သောຢာတွေနဲ့
သွားမယ်ဟေးဆိုရင်တော့အဲ့ဒီကန်တွေကကိုယ့်ဘက်ကိုအကုန်လုံးလှည့်လာပြီးကန်ကောင်းချင်းလေးတွေရရှိမယ်ဆိုတာကိုဆရာမလေးကတည်င်းကောင်းလာပါပေးတာပါရှင်အားလုံးဆရာမလေးကိုအသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးကြပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင်တနင်္ဂနွေသားသမီးတွေ6လပိုင်းစာအတွက်ကန်ပွင့်လမ်းပွင့်ခြင်းနဲ့ဈေးရောက်ဈေးဝယ်ကောင်းခြင်းနဲ့ငွေကန်နဲ့ပတ်သက်ပြီးလုံးဝကောင်းခြင်းနဲ့ဆိုရင်တော့ဆရာမစီမှာ lucky ပွင့်စေတဲ့အဆောင်လေးတွေရှိပါတယ်အစီရင်အခမ်းပါတယ်ရှင်ထိုင်းနိုင်ငံတနိုင်ငံပဲပေါ့နော်ဆရာမလေးနဲ့မင်းများဆက်သွယ်ခြင်းနဲ့ဟေးဆိုရင်တော့ဆရာမရဲ့ TikTok အကောင့်အောက်မှာ Facebook လေးချပေးထားပါတယ်ဝင်ရောက်ပြီးမင်းများနိုင်ပါတယ်မမှန်ရင်ဘသူစီရမှာတပြားတစ်ချက်မှမယူပါဘူးရှင်အစီရင်အခမ်းတာလဲအာမခံနဲ့ပဲလက်ခံပေးပါတယ်ရှင်ခဲအားလုံးကြိုက်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်